ရဲ့လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ကြတဲ့ခါနေခါပါအကြမ်းမဖက်ကြပြီမဲ့ငြိမ်းခံနေမဲ့သူတွေတော့မဟုတ်ပါဘူးမတရားမှုကိုအကြမ်းမဖက်ပဲပူးပေါင်းမှုညှင်းဆန်တာဟာအောင်မြင်မှုလမ်းဖြစ်တယ်လို့မိုဟန်ဒတ်ဂန်ဒီဟာတောင်အာဖရိကကနေစပြီးအိန္ဒိယအထိထောက်ခံသူတွေကိုဟောပြောခဲ့ပါတယ်ဂန်ဒီရဲ့အကြမ်းမဖက်တဲ့နှလုံးရည်တိုက်ပွဲစွမ်းအားဟာကမ္ဘာပေါ်ကတိုက်ကြီးတိုင်းရဲ့20ရာစုအတွင်း10စုနှစ်တစ်ခုစီကိုပြောင်းလဲစေခဲ့တယ်1983ခုຫນွေဦးရာ10နှစ်နီးပါးဗိုလ်ချုပ်ကြီးအော်ဂတ်စတိုပီနိုရှီဟာချီလီနိုင်ငံကိုငြိမ်ဝှက်ပြည်ပြအောင်အုပ်ချုပ်ခဲ့တယ်ကျွန်တော်တို့ကအာဏာရှင်ကိုအာဏာရှင်အဖြစ်အာဏာရှင်စနစ်ကိုအာဏာရှင်စနစ်ဖြစ်တယ်လို့တဲ့ပြောရဲဆိုရဲရင်ဆိုင်ရဲဖို့လိုတယ်လက်နဲ့ကန်စန့်ကျင်တာမဟုတ်ဘူးလေချီလီမှာဖြစ်နေတာဘာတွေမှားနေတယ်ဘာတွေပြင်ဖို့လိုနေပြီဆိုတာပြောရဲရမယ်ရွေးချယ်ခံရတဲ့ဆိုရှယ်လစ်သမ္မတဆာလ်ဗေဒိုအလန်ဒေးသေဆုံးခဲ့တဲ့1983ခုအာဏာသိမ်းမှုအပြီးပီနိုရှီအာဏာရခဲ့တာပါ En los primeros meses del golpe militar, en las cárceles era superior a las 40.000 personas. Los cálculos indican de que a lo menos en el orden de unas 3.000 personasပင်နိုရှေကိုချီလီမှာလူတိုင်းကြောက်ရွံ့နေခဲ့ရတာပါလူတိုင်းကြားမှာမယုံတင်တဲ့စိတ်ကလွှမ်းမိုးနေတယ်သူတို့မိသားစုတွေထဲမှာဖိနှိပ်မှုတွေတမျိုးမို့တမျိုးကြုံမှုရတော့ဘယ်သူမှအမှားမခံရကြဘူးကျမနဲ့ကျမအမျိုးသားအခမ်းအနားတစ်ခုကိုသွားတော့သူကကျမကိုလူတွေနဲ့မိတ်ဆက်မပေးဘူးလေဘာဖြစ်လို့လဲလို့မေးကြည့်တော့အန်ဒီရများတယ်တဲ့မင်းလည်းလူနာမယ်တွေကိုသိချင်တာမှမဟုတ်တာတဲ့ကြောက်ရွံ့မှုနဲ့ချင်းချောက်မှုတွေလူတွေကြောက်နေရင်ခင်ဗျားအုပ်ချုပ်လို့ရတယ် and Pinochet if ပင်နိုချက်ဟာသမိုင်းမှာလူတွေကိုချင်းချောက်အနိုင်ကျင့်ခဲ့သူအဖြစ်မှတ်တမ်းကြံခဲ့လိုက်တယ်ကွန်မြစ်တာတပ်ဖြတ်တာဖြောက်ဖြစ်ပစ်တာနဲ့ထောင်ချတာတွေကြောင့်အာဏာရှင်သက်ဆိုးရှိတာပါ1983ခုမှာစီးပွားရေးအကျတဲကြောင့်အလုပ်လက်မဲ့30ရာခိုင်နှုန်းများလာပါတယ်ချီလီပြည်သူတွေကသူတို့မှထပ်ပြီးဆုံးရှုံးစရာဘာမှမရှိတော့ဘူးဆိုပြီးအစိုးရကိုပြောင်းဆန့်ကျင်မှုပထမဆုံးစဉ်းစားလာပါတယ်ချီလီရဲ့စီးပွားရေးအချက်ချာဖြစ်တဲ့အန်ဒီစ်တောင်ပေါ်ကကျင်းနီတူပေါ်ရေးမိုင်းတွေမှာအစိုးရကိုစပြီးဆန့်ကျင်လာခဲ့တယ်ပြည်ပကိုတင်ပို့ပြီးစီးပွားဖြစ်တဲ့ကျင်းနီတူပေါ်ရေးကလုပ်သားတွေကချီလီမှာလကအကောင်းဆုံးပဲချီလီအကြီးဆုံးကျင်းနီမိုင်းလကထုတ်တဲ့ဌာနကအသက်29နှစ်အရွယ်ရူဒေါ်ဖိုစီဂယ်ဟာအမျိုးသားလေဘာကွန်ဂရက်ဥက္ကဋ္ဌအဖြစ်အရွေးခံရပါတယ်စီဂယ်ကအဖွဲ့ဝင်တွေကိုပထမခြေလှမ်းအဖြစ်တပြည်လုံးအတိုင်းအတာနဲ့သပိတ်မှောက်စေခြင်းလေ10 años y nadie había salido a la calle 10နှစ်အတွင်းဘယ်သူမှလမ်းပေါ်မထွက်ရဲခဲ့ဘူးတိုင်းပြည်ကဘယ်လိုတုံ့ပြန်မလဲနောက်တိုင်းပြည်ကလုံရဲမလားကျွန်တော်တို့ကြည့်ရမယ်ကျွန်တော်တို့ရည်မှန်းချက်ကပြည်သူတွေကိုမျက်စိဖွင့်ပေးမယ်သူတို့လုပ်ရင်ဖြစ်နိုင်ပါတယ်ဆိုတာပြောပွဲတပိတ်မစခင်တပတ်လောက်ကလေးက
ပင်နိုရှေတပ်တွေကျင်းနီမိုင်းကိုဝိုင်းထားပြီတပိတ်မှောက်ရင်သွေးမြင်ကြမယ်ဒါကိုစီဂယ်သိတယ်သူတို့စီစဉ်ပြောင်းလိုက်တယ်တပိတ်မှောက်မဲ့အစားအမျိုးသားနေ့ဆန္ဒပြပွဲလို့ကြေညာလိုက်တယ်ရဲ့အနည်းငယ်အတွင်းပြင်ဆင်ပြီးတော့တတ်မဲ့ကအဖွဲ့ဝင်တွေသာမကပဲတန်တန်ကန်လုံးကိုသူတို့စီးယုံရမယ်အဲ့ဒီမနေ့ကကျွန်မကောင်းမှတ်မိနေတယ်အစကလူတယောက်ဖြည်းဖြည်းရှောက်လာတာကားကိုဖြည်းဖြည်းလေးမောင်းလာတာလမ်းဘေးမှာဖြည်းဖြည်းလေးရှောက်လာတာတွေကိုရှင်သတိထားမိမှာမဟုတ်ဘူးလမ်းဘေးရှောက်နေတာလားဆန္ဒပဲပြနေတာလားဆိုတာသိမှမသိနိုင်နဲ့နောက်ဆုံးနေ့လယ်ပိုင်းလောက်ကျတော့ပိုပြီးသိတာလာပြီအော်အားလုံးတဖြည်းဖြည်းချင်းလုံနေတာဟာညင်းမရတော့ဘူးတစ်မျိုးလုံးပိတ်ပြရတော့မယ်ဆိုတာကတော့ထင်ရှားပါတယ်မှောင်းလာတယ်ဒီပြောင်းဆန္ဒပြပွဲအောင်မြင်မယ်မအောင်မြင်ဘူးဘယ်သူမှမသိဘူးရှင်းနာရီတီမှာစတယ်အစကသိမ့်မသေးကြဘူးAnd the next day နောက်တနေ့ကျတော့မနေ့ညကဘာလုပ်ကြတာလဲလို့မေးကြည့်တယ် Did you see it? Oh yes, I was out banging my အင်းကြီးနဲ့အတူအပြင်ထွက်ပြီးအိုးရီခွက်တီးကြတာတဲ့ဟာဒါဆိုရင်တေချာပေါ့ဒီထဲမှာပါခဲ့ကြတာပေါ့လူတွေကိုတယောက်နဲ့တယောက်ကြားအကန့်အသတ်ခွဲကြတဲ့လူဖွဲ့စည်းထဲမှာလေY el día siguiente que termina la protestaဆန္ဒပြပွဲပြီးလို့နောက်တနေ့ပထမဆုံးလုပ်တဲ့အစည်းအဝေးမှာပဲလာဆင်ဆန္ဒပြရေးကိုကျွန်တော်တို့ဆုံးဖြတ်လိုက်တယ် durante 9-10 meses လာဆင်ဆန္ဒပြပွဲကို6လဒါမှမဟုတ်10လဆက်လုပ်မယ်ကျွန်တော်တို့ကလက်နဲ့မကင်တော့စစ်အစိုးရလည်းဘယ်လိုအရေးယူအောင်မသိဖြစ်နေတာပေါ့ဒီနည်းကကျွန်တော်တို့အတွက်ပိုးပြီးအင်အားတွေရလာစေတယ်လာစဉ်ဆန္ဒပြပွဲတွေဆက်ဖြစ်လာတော့စိတ်လှုပ်ရှားတက်ကြွလာကြတယ်လူထုအုံကြွမှုတွေနဲ့အာဏာရှင်စနစ်ကိုဖြုတ်ချနိုင်တယ်ဆိုတာသူတို့စပြီးတော့ယုံကြည်လာကြပါပြီဆန္ဒပြပွဲတွေရဲ့အဓိကကြောရိုးကအကြမ်းမဖက်ရေးပါပဲရဲတွေကရဲဆက်ဆက်နေပြီးလှုပ်ရှားမှုရပ်သွားအောင်ချင်းချောက်ကြပုံရတယ်ဒါပေမဲ့မထိရောက်ပါဘူးစတုတ္တဆန္ဒပြပွဲမစခင်တည့်ရက်လိုဩဂတ်လဆန်းမှာပင်နိုရှေးကဆာဂျီယိုဟာပါကိုပြည်ထောင်ဝန်ကြီးသစ်ခန့်လိုက်တယ်ဟော်ပါကိုအတိုက်ခံတွေနဲ့စဆွေးနွေးခိုင်းတယ်အပြောနဲ့မညီတာကအဲ့ဒီနေ့မှာပဲမြို့ရဲလမ်းတွေမှာထောင်နဲ့ချီတဲ့တပ်ဖွဲ့တွေဖြန့်ချထားတယ်နောက်နေ့ဆန္ဒပြပွဲကိုနှိမ်နှင်းမဲ့ရှေ့ပြေးလက္ခဏာပဲလုံခြုံရေးဖွဲ့တွေကဩဂတ်လဆန္ဒပြပွဲကိုမသုံးစဘူးအင်အားနဲ့ဖြိုခွင်းလိုက်တယ်အရပ်သား18ယောက်သေဆုံးတယ်လို့ရဲဌာနကဝန်ခံတယ်တကယ်သေးတာဒီလည်းမကပါ que fue muy violenta y ahí nos dimos cuenta nosotros que no podíamos seguirအကြမ်းဖက်တာပါ porque ကျွန်တော်မှတ်မိသလောက်လမ်းမတော်ဆက်လျှောက်လို့မရဘူးအကြမ်းဖက်မှုအားသိပြင်းထန်တယ်စန်တီယာဂိုမြို့လမ်းမတွေပေါ်မှာပင်နိုချက်ရဲ့တပ်သား16000ရှိတယ်လူ80ကျော်သေးတော့လူတွေကသဘုံထားပြီပေါ့